Hi အားလုံးပဲမင်္ဂလာပါပုံမှာဒီနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့မက္ကဆီကိုနိုင်ငံကကြော်ကြားတဲ့ပကြီးဆီယာမတယောက်အကြောင်းပဲဖြစ်ပါတယ်ပေပါလေးခုထဲမှာပါမပါတော့ဘုံသိချမသိဘူးပေါ့နော် knowledge sharing လုပ်ပေးတာကြတော့ဘုံရဲ့ဝါသနာတစ်ခုဖြစ်တဲ့အတွက်ဘုံရဲ့ဒီ channel လေးကိုကြည့်ပြီးတော့ knowledge လေးတစ်ခုရသွားရဲဆိုရင်ပုံကကျင်းနေပါတယ် The Secret Life of Freder Kahlo. Freder Kahlo was a Mexican painter in the 19th century. She was born in Mexico City. Her paintings are all such portraits that explore physical suffering, emotional, gender, and identity. She loved to wear traditional clothing. On the other hand, she loved to paint symbols, plants, and animals to show Mexican culture. Her famous artworks are 1939, The True Freder, 1940, Self-Portrait with Thrown Necklace and Human Bud, 1932, Henry Ford Hospital and 1954, Viva la Vida. All her paintings express her hope and love in life. She always said that she knew herself best. ဒါကတော့မက္ကဆီကိုနိုင်ငံကကြော်ကြားတဲ့ပကြီးဆီယာမတယောက်ရဲ့ဘဝမှာဘလို့အခက်ခဲတွေပဲလာစူးစမ်းပြီးတော့ကြော်ဖြတ်သွားတယ်လှပတဲ့ပုံမြင်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်သူမအကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ကနှစ်ကားရှိပါတယ်ပထမဆုံးရိုက်ကူးထားတဲ့ဇာတ်ကားရဲ့နာမည်ကကြတော့1983ခုနှစ်မှာပေါ့နော်ဇာတ်ကားနာမည်လေးကကြတော့ Natural Survivor ဆိုပြီးတော့ဖြစ်ပါတယ်ဒုတိယ2002ခုနှစ်မှာပြန်လဲရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့နာမည်ကကြတော့ Freder ဆိုပြီးတော့ဖြစ်ပါတယ်ဒီထပ်ပို့ပြီးတော့ပေါ့နော်သူမအကြောင်းတွေကိုသိချင်နေဆိုရင် Google YouTube ဆိုတဲ့ website တွေကနေပြီးတော့ရှာပြီးတော့ကြည့်လို့ရပါတယ်နောက်ဗီဒီယိုတွေမှာဝုန်းတို့ပြန်တွေ့ကြပါမယ် Bye bye see you next vlog